ခေါင်းစဉ်ကိုထည့်ပါတယ်ကျွန်တော်တို့ဆိုလိုတာဒီ ABSDF လက်နက်ကိုင်တော်လိုင်းလုပ်တဲ့ចောင်းသားတွေရောလက်နက်ကိုင်တော်လိုင်းမဟုတ်ဘဲနဲ့အပြင်မှာနေပြီးတော့လှုပ်ရှားတဲ့ចောင်းသားတွေရောအကုန်လုံးပါဝင်တဲ့ဒီအားထုတ်မှုပေါ့သူတို့ရဲ့ပတ်မွေးမှုတွေပါတယ်နှစ်ဖက်စလုံးဟိုဘက်ဒီဘက်ကျွန်တော်ဘန်ကောက်မှာနေတဲ့ចောင်းသားတွေပါတယ်နိုင်ငံခြားရောက်သွားတဲ့ចောင်းသားတွေပါတယ်နောက်နေဆက်မှာနေတဲ့ចောင်းသားတွေပါတယ်ဒီတပြိုင်တည်းမှာသချင်းရေးတဲ့လူတွေပေါ့သချင်းရေးတဲ့လူတွေကလည်းကိုထိုးတဲ့တယောက်တည်းမှာမဟုတ်ပါအဲ့ဒါကျွန်တော်ငိမ့်ငိမ့်တိုက်ပွဲ series ကသချင်းတစ်ပုဒ်ပါငိမ့်ငိမ့်တိုက်ပွဲ series ဆိုတဲ့မှာကျွန်တော်သချင်း10ပုဒ်ကျော်ပါပါတယ်အဲ့ဒီထဲမှာသချင်းရေးတဲ့လူတွေတူမကပါဘူးသချင်းရေးတဲ့လူတွေလည်းဆိုတော့ဒီဟာကကျွန်တော်လှုပ်ရှားမှုတွေကထွက်ပေါ်လာတဲ့သချင်းပေါ့အဲ့ဒီသချင်းကိုမှအဲ့ထက်ကတပုတ်ပေါ့ဒီအရေးကြီးပြီအခုကဘာပဲပြောအခုဒီနေ့ခေတ်လူငယ်တွေတနေ့ကကျွန်တော်တို့ဒီတချို့ခန္ဓာတွေမှာဒီသချင်းကိုပြန်ကြားရတယ်တချို့တွေကအခုမှစသိတဲ့သချင်းတွေရှိသိတဲ့လူကအခုမှစသိတယ်ပေါ့တကယ်ပြောရမှဆိုဒီသချင်းကကျွန်တော်1992ခုနှစ်မှာ91ခုနှစ်ကနေစပြီးတော့ကျွန်တော်ဘန်ကောက်မှာကျွန်တော်တို့ဒီသချင်းကိုသွင်းပါတယ်ဘာလို့ဆိုတော့ဗမာပြည်မှာဒီသချင်းတွေသွင်းလို့မရပါဘူးဆိုလို့လည်းမရပါဘူးဒီသချင်းနားထောင်လည်းမရပါဘူးအဲဒီသချင်းကိုကျွန်တော်ဘန်ကောက်မှာသွင်းတယ်သွင်းပြီးတော့92ခုနှစ်မှာကျွန်တော်တို့စဖြတ်ပါတယ်စဖြတ်နေဆိုတော့ကျွန်တော်ရောင်းတာမဟုတ်ပါဘူးကျွန်တော်အခမဲ့ပေးတာပါအခမဲ့ကျွန်တော်တို့ပြည်တွင်းကိုပို့ပါတယ်ကျွန်တော်တို့စူးစမ်းပြီးတော့မှဒီလျှို့ဝှက်တဲ့နည်းတွေနဲ့ပြည်တွင်းကိုသွင်းပါတယ်ပြည်ပမှာကျွန်တော်တို့လက်လမ်းမိတယ်ဥပမာဂျပန်မှာနေရှိတဲ့ပမာမြန်မာတကြွလှုပ်ရှားသူတွေအမေရိကမှာရှိတဲ့လူတွေကျွန်တော်တားနေတော့ဖြတ်နေအဲ့ခွဲထဲမှာပါခဲ့တဲ့ချင်းတစ်ပုတ်ပါဒါပေမဲ့ဒီချင်းကအခုမှကြန့်ခိုင်ဖွံ့ဖြိုးရေးကဒီသူတို့ရဲ့စီယုံရေးအနေနဲ့ချင်းဖန်တီးတယ်ဆိုရင်တော့ကျွန်တော်ထင်ဒါလုံးဝဘယ်လုံးမှမလုပ်တဲ့ကိစ္စမလုပ်တဲ့မှုဆိုတာဖြစ်ကိုမဖြစ်တဲ့မှုပေါ့ကျွန်တော်တို့ဟာဒီသချင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးသချင်းပါလားနောက်ပြီးတော့စစ်အာဏာရှင်ကိုထောက်ခံတဲ့ပါတီကစစ်အာဏာရှင်ထူထောင်ခဲ့တဲ့ပါတီလိုပဲပြောရမယ်ကျွန်တော်တို့ကြန့်ခိုင်ပုံပြရေးဆိုတာစစ်အာဏာရှင်ထူထောင်ခဲ့တဲ့ပါတီကလူတွေကသူတို့ရဲ့ကြန့်ခိုင်သူတို့ရဲ့စီယုံရေးအတွက်ဒီချင်းကိုအသုံးပြုတယ်ဆိုတော့ဒါဘယ်လိုမှမဖြစ်တဲ့ကိစ္စနောက်ပြီးဒီပြန်တဲ့ထက်မှာပဲကျွန်တော်စိတ်ထဲမှာဖြစ်မိနာပစ္စည်းပါဒါဆိုတော့သူမရှိတော့ရင်လည်းသူမိသားစုမှာဘူပိုင်ခွင့်ရှိပါတယ်တော့အ ਨੇ ဆုံးသူတို့တကယ်လုပ်ချင်တယ်ဆိုရင်တော့မှဒါခွင့်တောင်းရမယ်ပေါ့ကျွန်တော်ဆိုတဲ့လူကိုသူတို့ခွင့်မတောင်းခြင်းတော့မှပဲတချင်းရေးခဲ့တဲ့မူပိုင်ပိုင်ရှင်ဖြစ်တဲ့ကိုထွင်းတဲ့သမီးလေးကိုသူတို့ခွင့်တောင်းရမယ်တရားဝင်ခွင့်တောင်းရမယ်ပေါ့အဲ့လိုခွင့်အခုကတော့ကျွန်တော်နားလည်တော့အဲ့လိုခွင့်လည်းမတောင်းဘူးနောက်ပြီးတော့သူတို့ကသူဆိုတယ်သူတို့ကသူတီးတယ်အဲ့လိုပေါ့လှုပ်ချင်တယ်လို့လှုပ်တယ်ဆိုတော့ဒါကတော့ဘယ်လိုမှမလုပ်တဲ့ကိစ္စပါဟိုပါပေါ့ရှင်းဖို့ရဆိုရင်လည်းဒါအလွန်စီးတွေအကုန်ချိုးပြီးတော့လှုပ်တာပေါ့နောက်တစ်ဖက်မှာလည်းကျွန်တော်တူတဲ့အမြင်ကပြောရရင်တော့ဒါကကျွန်တော်တို့ဒီသချင်းကသမိုင်းရှိပါတယ်ဒီသချင်းကကျွန်တော်တို့အချစ်သချင်းမဟုတ်ပါဘူးနောက်ပြီးတော့ဟိုကြုံရကြပန်းရေးထားတဲ့သချင်းမဟုတ်ပါဘူးဒီသချင်းကကျွန်တော်တော်လန်ရေးတွေကထွက်လာတဲ့သချင်းပါကျွန်တော်တို့88ခုနှစ်အရေးခင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့နေဆက်မှာကျွန်တော်တို့ဒါပြောနေဆက်မှာပြောရမှာဆိုတောထဲမှာရေးခဲ့တဲ့သချင်းပေါ့ကိုထွင်းနေတောထဲမှာရေးခဲ့တယ်ကျွန်တော်တို့ပြင်ပမှာလောက်သွင်းခဲ့တဲ့သချင်းပေါ့ဘာလို့ဆိုပြည်တွင်းမှာသွင်းလို့မရတဲ့သချင်းပါနောက်ပြီးတော့ဒီသချင်းကကျွန်တော်ကိုထွင်းနေနဲ့ကျွန်တော်နဲ့မှမဟုတ်ဘူးပေါ့ဒီသချင်းကကျွန်တော်တို့ဒေါ်လာရေးပေါ့ဒေါ်လာရေးဆိုတာတော့မှကျွန်တော်တို့လုပ်တဲ့ဒေါ်လာရေးလက်နက်ကင်ဒေါ်လာရေးလုပ်တာပေါ့အဲတော့ဆိုတော့လက်နက်ကင်ဒေါ်လာရေးလုပ်ခဲ့တဲ့သချင်းပေါ့ဒီသချင်းကကျွန်တော်တို့အသက်ပေးသွားတဲ့ရဲဘော်တွေရှိတယ်နောက်ပြီးတော့ဒီသချင်းကိုဆိုပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေရှိတယ်ပေါ့ဒီဟာသမိုင်းပေါ့ကျွန်တော်တို့ဘက်ကဆိုတော့ဒီသချင်းကအခုမှခက်စားတယ်ပဲပြောပေါ့အခုမှလူတွေသိတယ်ပဲဆိုဒါမှမဟုတ်လည်းအခုမှပြင်ဆိုတယ်ပဲဆိုပေါ့ဘယ်လိုပဲဆိုဒါကဒီလိုလှုပ်ချင်လို့လှုပ်လို့မရဘူးပေါ့ဒီကျွန်တော်တို့အတွက်ကဒါကခုနပြောသလိုကျွန်တော်တူဦးတဲ့နဲ့မဟုတ်ဘူးကိုထွင်းဝင်တဲ့တူဦးတဲ့နဲ့မှမဟုတ်ဘူးပေါ့ဒါကျွန်တော်တို့လှုပ်ရှားမှုတစ်ခုလုံးနဲ့ဆိုင်တယ်ဒါဘာမှပြီးဒီမိုကရေစီရေးအတွက်လှုပ်ရှားတဲ့ရှစ်လေးလုံးဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့နောက်ဆက်တွဲပါလာတဲ့ဒီ ABSDF အဖွဲ့အစည်းရဲ့ကျွန်တော်တို့ဆိုအဲ့ချင်းကိုထွင်းရင်တော့ကျွန်တော် ABSDF အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေပါကျွန်တော်တို့ရဲဘော်တွေပေါ့ကျွန်တော်တို့ရဲ့တော်လိုင်းရေးအတွက်ကျွန်တော်တို့ရဲ့ပံ့ပိုးမှုပေါ့ဒါကျွန်တော်တို့ဂီတသမားတွေအနေနဲ့ ABSDF တင်မကပါဘူးအဲတော့ကတော့ကျွန်တော်ပြည်ပရောက်ចောင်းသားတွေလည်းရှိတယ်ကျွန်တော်88ကနေအပြင်ထွက်သွားတဲ့မျိုးကျွန်တော်တို့ဟာဒီသချင်းကစစ်အာဏာရှင်ဆန့်ကျင်ရေးသချင်းပါလားဟာနောက်ပြီးတော့စစ်အာဏာရှင်ကိုထောက်ခံတဲ့ပါတီကစစ်အာဏာရှင်ထူထောင်ခဲ့တဲ့ပါတီလိုပဲပြောရမယ်ကျွန်တော်တို့ကြန့်ခိုင်ပုံပြရေးဆိုတာစစ်အာဏာရှင်ထူထောင်ခဲ့တဲ့ပါတီကလူတွေကသူတို့ရဲ့ကြန့်ခိုင်သူတို့ရဲ့စီယုံရေးအတွက်ဒီချင်းကိုအသုံးပြုတယ်ဆိုတော့
ကြာဘယ်လိုမှမဖြစ်တဲ့ကိစ္စပါနောက်ပြီးဒီပင်နဲ့ထက်မှာပဲကျွန်တော်စိတ်ထဲမှာဖြစ်မိပါတယ်ကိုကကိုနည်းနည်းပါးပါးကြိုးစားပြီးဖန်တီးပါလားပေါ့ကိုပါတီစီယုံကြီးသချင်းပဲဒီပြည်နယ်မှာပြည်များကျွန်တော်ဒီဆက်တော့ပြပါတယ် အရေးကြီးပြီးတဲ့ချင်းကိုစာသားအဲ့လိုပြင်ပြီးတော့လှုပ်လိုက်တယ်ဆိုတော့ဒါကျွန်တော်တို့ကျင့်ဖို့ရပြောရမှာဆိုတော့ဒါလုံးဝမလုပ်သင့်တဲ့အလုပ်ပေါ့မလုပ်သင့်တဲ့ကိစ္စပါနောက်ပြီးတပြန်တဲ့ထက်မှာပဲဒီကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီကသူတို့ရဲ့သဘောနဲ့လှုပ်တယ်ဆိုရင်တော့မှပဲဒီသချင်းတွေကပြောရမှာဆိုရင်ကျွန်တော်တို့သချင်းမူပိုင်းရေးခဲ့တဲ့ကိုထုဝင်စင်မရှိတော့ရင်တော့ကိုထုဝင်စင်ရဲ့မိသားစုကြံပါသေးတယ်သူတို့ကမူပိုင်ခွင့်သူတို့မှရှိပါတယ်နောက်ပြီးဒါတွေကကိုပိုင်တန်စင်ရေးခဲ့တဲ့တခြင်းတွေပါဒါတခြင်းတန်စင်ရောစာသားရောကဒါသူ့ရဲ့အမှုပညာသူ့ရဲ့ဖန်တီးမှုပေါ့ဒါ